ဒီ setting တွေကိုခုချက်ချင်းပိတ်ပါဒီ setting တွေကိုပိတ်ချင်ပြီးဖုန်းဘက်ထရီအားကြာခံမယ်ဖုန်းလဲပေါ်ပါမယ်ကဲအချိန်မစောဘဲဒီဗီဒီယိုကိုစာလာရအောင်တင်ပေးရမယ်နံပါတ်1 setting ကိုပြောပြမယ်တင်ပေးရမယ်နံပါတ်1 setting က nearby phone setting ကိုပိတ်ဖို့အတွက်ကျွန်တော်တို့ setting ထက်ကိုဝင်မယ်setting ထက်ကိုဝင်ပြီးရင်ကျွန်တော်ဒီမှာ Google ကိုလိုက်ရှာမယ်နော် Google နော် Google ကိုနေမယ် Google ကိုနေပြီးဒီမှာ all service ရဲ့ all service ကိုနေမယ်အောက်ကိုဆွဲသွားမယ်ဒီမှာ device လို့ရေးထားတဲ့ setting ကိုရှာမယ်setting ကိုနေမယ်ဒီ setting ကိုပိတ်ရမှာဖြစ်ပါတယ်ဒီ setting ကိုဖွင့်ထားရင်တော့တင်ဖုန်းကအနီးနားကဖုန်းတွေကိုရှာပြီးမှဖြစ်ပါတယ်တင်ဖုန်းကအနီးနားက device တွေကို scan လုပ်ရင်တော့ဖုန်းအားအများကြီးကုန်မှာဖြစ်ပါတယ်ဖုန်းအားကြာခံချင်တော့ဒီ setting ကိုပိတ်လိုက်ပါ Okay ဒီ setting ကိုပိတ်လိုက်ပါနော်ဒါကတင်ပေးရမယ်နံပါတ်1 setting ဖြစ်သွားပါပြီအခုကျွန်တော်တင်ပေးရမယ်နံပါတ်2 setting ကိုလည်းပြောပြမယ်တင်ပေးရမယ်နံပါတ်2 setting က users and diagnostic เนาะဒီ setting ကိုပိတ်ရအောင်ဖြစ်ပါတယ်အဲ့ setting ကိုပိတ်ဖို့အတွက် setting ထက်ကိုဝင်မယ် setting ထက်ကိုဝင်ပြီးရင်ကျွန်တော် Google ကိုရှာမယ်ခုနလိုပဲ Google ကိုရှာမယ် Google ကိုရှာပြီးရင်ဒီ all service ကိုနေမယ်ဟိုကျွန်တော်အောက်ကိုဆွဲသွားမယ်ဒီမှာပဲเนาะ privacy and security share เนาะဒီနေရာမှာပဲ research and diagnostic share ဒီကောင်ကိုနေလိုက်မယ် Okay ဒီကောင်ကိုပိတ်ရမှာဖြစ်ပါတယ်ဒီကောင်ကိုဘာလို့ပိတ်ခိုင်းလဲဆိုရင်ဒီ setting က free နေရင်တင်ဖုန်းကိုတခြားသူတွေကထိန်းချုပ်နိုင်ပါတယ်တင်ဖုန်းမှာဘာကြည့်လဲဘယ်သူနဲ့စကားပြောနေလဲဆိုတာကိုလည်းသိနိုင်ပါတယ်အဲအကြောင်းကျွန်တော်ဒီ setting ကိုပိတ်ခိုင်းတာဖြစ်ပါတယ်အဲအကြောင်းဒီ setting ကိုပိတ်လိုက်ပါဒါကတင်ပိတ်ရမယ်နံပါတ်2 setting ဖြစ်သွားပါပြီအခုကျွန်တော်တင်ပေးရမယ်နံပါတ်3 setting ကိုလည်းပြောပြမယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဖုန်း screen မှာ joiner တွေဝင်လာရင်ခုကျွန်တော်ပြောတဲ့ setting ကိုပိတ်လိုက်ပါဖုန်း screen မှာနော် joiner တွေဝင်လာတဲ့ဖုန်း application တွေမှာ joiner တွေမဝင်လာဘူးဒါပေမဲ့ဖုန်းရဲ့ screen နော်ဖုန်းမျက်နှာပြင်မှာ joiner တွေဝင်လာရဆိုရင်ခုကျွန်တော်ပြောတဲ့ setting ကိုပိတ်လိုက်ပါအဲ setting ကိုပိတ်ဖို့အတွက် setting ထက်ကိုဝင်လိုက်ပါ setting ထက်ကိုဝင်ပြီးအောက်ကိုဆွဲမယ်ဒီမှာ Google ကိုလိုက်ရှာမယ်နော် Google ဆိုတဲ့ setting ကိုလိုက်ရှာမယ်Okay Google ကိုနေမယ်ဒီမှာ all service ကိုတစ်ချက်နေမယ်ပြီးရင်ကျွန်တော်အောက်ကိုဆွဲမယ်ဒီမှာ add လို့ရေးထားနေရာကိုတွားရအောင်ဖြစ်ပါနော် add နော် account ကိုနေမယ် Okay account ကိုနေပြီးရင်ကျွန်တော်ဒီမှာ get new advertiser ID ရှိရဲ့ဒီကောင်ကိုနေလိုက်မယ်ပြီးရင် confirm ကိုနေလိုက်မယ်နော်ပြီးရင်ဒီလိုပုံစံပေါ်လာမယ်ကျွန်တော်ဒီမှာ delete advertiser ID ရှိရဲ့ဒီကောင်ကိုနေလိုက်မယ်ပြီးရင် delete advertiser ID ကိုပြန်နေလိုက်မယ် Okay ဒီလိုပုံစံနဲ့ပဲလုပ်ရမှာဖြစ်ပါတယ်Okay ဒါကတင်ပေးရမယ်နံပါတ်3 setting ဖြစ်သွားပါပြီအခုကျွန်တော်တင်ပေးရမယ်နံပါတ်4 setting ကိုလည်းပြောပြမယ် Bluetooth နဲ့ Wi-Fi က background မှာအလုပ်လုပ်နေရဆိုရင်ဖုန်းအားအများကြီးကုန်ပါတယ်ဖုန်းလည်းထစ်ပါတယ်ဖုန်းလည်းကြောင်ပါတယ်အဲကြောင့် setting ကိုပိတ်ရမှာဖြစ်ပါတယ်setting ကိုပိတ်ဖို့အတွက် setting ထက်ကိုဝင်လိုက်ပါ setting ထက်ကိုဝင်ပြီးရင်ကျွန်တော်အောက်ကိုဆွဲမယ်ဒီမှာ location ဆိုတဲ့ setting ကိုရှာရမှာဖြစ်ပါတယ်နော် location setting ကိုနေလိုက်ပါ location setting ကိုနေပြီးရင်ကျွန်တော်ဒီမှာapp location ရှိရဒီမှာ location service ရှိရဒီကောင်ကိုနေလိုက်ပါပြီးရင်ကျွန်တော်ဒီမှာ Wi-Fi scanning က on ဖြစ်နေတယ် Bluetooth scanning က on ဖြစ်နေရနော်ဒီကောင်က Wi-Fi က scan လုပ်မယ်နော်ဒီ setting ကိုဖွင့်တိုင်းတော့ Wi-Fi က background မှာ scan လုပ်မယ်နော် Wi-Fi က background မှာ scan လုပ်ရင်တော့ဖုန်းအားကြာရှည်မခံပါဘူးအဲအကြောင်းဒီ setting ကိုပိတ်လိုက်ပါအခုကျွန်တော်ဒီ Bluetooth scan ကိုလည်းပိတ်ရအောင်ဖြစ်ပါနော် on ဖြစ်နေရဒီကောင်ကိုလည်းပိတ်မယ်ဒီကောင်ကိုဖွင့်ထားရင်တော့ Bluetooth က background မှာ scan လုပ်နေရနော်ဖုန်းက scan လုပ်ရင်တော့ဖုန်းအားကြာရှည်မကန်ဘူးဖုန်းကအရန်ကုန်တာမြန်ပါတယ်အဲကြောင့်ဒီ setting ကိုလည်းပိတ်လိုက်ပါနော် Okay ဒါကတင်ပေးရမယ်နံပါတ်4 setting ဖြစ်သွားပါပြီအခုကျွန်တော်တင်ပေးရမယ်နံပါတ်5 setting ကိုလည်းပြောပြမယ်တင်ပေးရမယ်နံပါတ်5 setting က background data ဖုန်းဘေးအများကြီးကုန်တာဖုန်း package အများကြီးကုန်တာ app background data ဆိုတဲ့ setting ကြောင့်ဖြစ်ပါတယ်အဲ setting ကိုပိတ်ရမှာဖြစ်ပါတယ်ကိုကအများဆုံးသုံးတဲ့ application တွေကိုအရင်ဆုံးရွေးလိုက်ပါနော်ကိုက TikTok ကိုအများဆုံးကြည့်ရဆိုရင် application ကိုနေပြီးဒီ i ရှိရ i ကိုနေပြီးရင်ကျွန်တော်ဒီမှာ data user ရှိရနော်အကောင့်ကိုနေပြီးကျွန်တော်ဒီအောက်ကိုဆွဲမယ်ဆိုရင်ဒီမှာ background data ရှိရနော်အကောင့်ကိုပိတ်လိုက်ဒီလိုပုံစံပိတ်လိုက်ပြီး okay ကိုနေလိုက်အဲ့လိုပဲကိုအများဆုံးသုံးတဲ့ application နောက် Facebook လည်းအများဆုံးသုံးရဆိုရင် Facebook ကိုလည်းနေပြီး i ကိုနေပြီးခုနလိုပဲကျွန်တော် data users ကိုနေပါနော်ပြီးရင်ကျွန်တော်ဒီအောက်ကိုဆွဲပြီး background data ဆိုတဲ့ setting ကိုပိတ်လိုက်ပါပြီးရင် okay ကိုနေလိုက်ပါဒီကောင်ကိုပိတ်ချပြီး data တွေ save ဖြစ်မယ်နော်ဖုန်းဘေး package တွေအများကြီးမကုန်တော့ပါဘူးအဲကြောင့်ဒီ setting ကိုပိတ်လိုက်ပါဒီမှာကိုအများဆုံး
သုံးတဲ့ application တွေကိုဒီလိုပုံစံနဲ့ background data တွေပေးလိုက်ပါ Okay ဒီ setting 5ခုကိုခုချက်ချင်းပေးလိုက်ပါဒီ setting 5ခုကိုပေးချင်အားပြီးဖုန်းအားကြခံမယ်နောက်တစ်ခုကဖုန်းလဲမြန်ဆန်ပေါ်ပါမယ်ဒီဗီဒီယိုမှာ like တရားရခက်ရင်တင်ပေးရမယ့် setting နောက်ထပ်5ခုကိုပြောပြမှာဖြစ်ပါတယ်အဲကြောင့်ဒီဗီဒီယိုကို like လေးလုပ်ပေးပါ part 2လို့ချင်တယ်ဆိုရင် part 2လို့ comment မှာရေးပေးပါ